ဘယ်လိုမြောက်မလဲဆိုဥမာ12 square ဆိုတော့12ကို2ခါမြောက်တာအဲ့တော့12ကို2ခါမြောက်တာတခြားမတွက်တော့ပဲねဒီလိုမြောက်လို့ရပါတယ်1ကို2ထပ်တင် square နောက်က2ကိုလည်း square တင်ပြီးရင်1နဲ့2နဲ့မြောက်1အမြောက်နဲ့ပြီးရင် square တင်ထားတာဖြစ်တယ်မှာသူ့ကို2ဆဖြစ်တယ်2ဆနဲ့မြောက်ဖြေက1 multiply 2 multiply 2 က4 2 square က4ချင်းအခု12 square ပြီးတော့13 square ဆိုတော့13တက်ဆိုရင်လည်းသူ့ကိုဒီလိုပဲ1 square တင်တော့1 3 ကို square တင်တော့3 square ပြီးရင်1 multiply 3 square ဆိုတော့2ဆဆိုတော့2နဲ့မြောက်1 square က1 multiply 3 multiply 2က6 3 square က9 169 21 square ဆိုတော့အဲ့လိုပဲ2ကို square တင်2 square ပြီးတော့1ကို square တင်1 square 2 multiply square ဆိုတော့2ဆနဲ့မြအဲ့တော့2 square 4 2 1 2 2 multiply 1 multiply 2 က4 1 square က1 4 32 square တယ်အဲ့လိုပဲ3ကို square တင်3 square 2ကို square တင်တော့2 square 3 multiply 2 multiply ဒီ2နဲ့မြအဲ့ဒီတော့အရင်ဆုံး2 multiply 2နောက်ဆုံးကိုအရင်စမြောက်တော့4 3 multiply 2က6 6 multiply 2ကဒါကဘာရလဲဆိုရင်ဒီဟာက12ရတယ်12ရတော့2ကိုပဲရေးမယ်2ဒီ3 multiply 2က9 9ကိုဒီ1နဲ့9ရတယ်9ကိုဒီ1နဲ့ပေါင်းလိုက်တော့10အဲ့တော့အဖြေက1024 92ဒီလိုပဲ92ကိုsquare တင်တော့9ကို square တင်ပြီးလို့ရှိရင်2ကို square တင်ပြီးရင်9 multiply 2 multiply square ဆိုတော့2ဆနဲ့မြ2 square က4 2 square က4အဲ့တော့9 multiply 2 multiply 2က9 multiply 2က18 18 multiply 2က36 36ဆိုတော့6ကိုရေးတယ်နောက်3ကိုခဏချန်ထားမယ်9 square က81ပေါင်း3နဲ့ပေါင်း81နဲ့3နဲ့ပေါင်းတော့84 answer က8464ဆိုပြီးတော့မှရပါ92 square ကဘယ်လောက်ရလဲဆိုရင်8464 square တွေကိုအလွယ်တကူညှောင်းနေလေးပါเนาะဒီနည်းလေးကအရင်လဲလွယ်ပါတယ်အတွက်ကတော့စက္ကန့်အနည်းငယ်အတွင်းမှာတပုတ်ပြီးရပေါ့เนาะဥပမာ32 square ကိုတွက်ကြည့်လိုက်စက္ကန့်လေးကိုမှတ်ထားကြည့်လိုက်အနည်းဆုံး5စက္ကန့်နဲ့ပြီးတယ်ပေါ့เนาะအဲ့တော့ကျွန်မနဲ့အတူတူ48 square နဲ့65 square ကိုတွက်ကြည့်ရအောင်เนาะအဖြေကို comment မှာရေးခဲ့ပေးပါရှင်